ညီအမနှစ်ယောက်တစ်ချိန်တည်းမှာမင်္ဂလာဆောင်ခဲ့ကြပါတယ်။ညီမဖြစ်သူကအမစီကအဖြူရောင်ပန်းစည်းကိုလူယူပြီးသူ့ရဲ့အနီရောင်ပန်းကိုအမလက်ထဲထိုးထည့်လိုက်ပါတယ်။မိသားစုကပန်းရောင်ပေါ်မူတည်ပြီးသူတို့သမီးတွေကိုရွေးချယ်ကြတာပါ။အဖြူရောင်ပန်းရတဲ့သူကချမ်းသာတဲ့မိသားစုနဲ့လက်ထပ်ရမှာဖြစ်ပါတယ်။ဘီလီယံနာရဲ့ရင်နှန်းကညီမဖြစ်သူစီကိုတန်တန်မတ်မတ်သွားခဲ့ပါတယ်။မိဘတွေကစိန်ခံကားတွေကိုမြင်တော့အပြုံးမရက်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ဒီအမျိုးသားကတော့စပိန်စီလာခဲ့ပါတယ်။လူတိုင်းကသူ့ကိုဆင်းရဲပြီးစုပ်ပြတ်နေတယ်ဆိုပြီးဝိုင်းရကြပါတယ်။အမျိုးသမီးကလက်ထပ်ဖို့သဘောတူမှာမဟုတ်ဘူးလို့သူတို့ထင်ခဲ့ကြတယ်။ဒါပေမဲ့မထင်မှတ်ပဲသူမကသဘောတူပါတယ်လို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့ချမ်းသာတဲ့မိသားစုတွေကငရဲတစ်မျိုးပဲဆိုတာသူမမြင်မှုပြီးသားမို့လို့ပါ။အတိတ်ဘဝတုန်းကသူမဟာဘီလီယံနာမိသားစုနဲ့လက်ထပ်ခဲ့ပြီးရုပ်သေးရုပ်လိုနေထိုင်ခဲ့ရပါတယ်။ညီမဖြစ်သူကတော့ဆင်းရဲသားနဲ့လက်ထပ်ခဲ့ပြီးတစ်သက်လုံးအညိုးတွေထားခဲ့ပါတယ်။နောက်ဆုံးမှာသူမကိုရေကန်နဲ့ဆွဲချပြီးအတူတူဘဝကူးခဲ့ကြတယ်။အခုမင်္ဂလာဆောင်နေ့မှာဝင်စားသူအဖြစ်ပြန်ရောက်လာခဲ့ပါတယ်။ညီမဖြစ်သူကဘီလီယံနာကိုတွေ့ကက်ရင်တောက်ပစွာပြုံးနေခဲ့ပါတယ်။စပိန်စီးလာတဲ့အမျိုးသားကတော့လူတိုင်းရဲ့လှောင်ပြောင်မှုကိုခံခဲ့ရပါတယ်။ဒါနဲ့အမျိုးသားကထွက်သွားဖို့လှည့်လိုက်ပါတယ်။ညီမဖြစ်သူကသူ့ကိုလှမ်းခေါ်လိုက်ပြီးသူ့အမကသဘောတူပြီးသားမို့သူမကိုပါတပါးခေါ်သွားဖို့မဲ့ရွယ်ပြီးပြောလိုက်ပါတယ်။ညီမကအမဖြစ်သူကိုဆင်းရဲသားနဲ့ညားစေချင်နေတာပါ။ဒါပေမဲ့အမျိုးသမီးကငါရိုးရှင်းတဲ့ဘဝကိုလိုချင်တာပါလို့တင်းငင်စွာပြန်ပြောလိုက်ပါတယ်။အမျိုးသားကသူမရဲ့ရိုးသားမှုကြောင့်စိတ်ထိခိုက်သွားရပါတယ်။သူတို့နှစ်ယောက်စီးနှင်းထွက်ခွာသွားကြပြီးလူတိုင်းကိုအံ့ဩကြံရစ်စေခဲ့ပါတယ်။ညီမဖြစ်သူကသူမနောက်တရားလိမ့်မယ်လို့ထင်ခဲ့ပါတယ်။ဒါပေမဲ့မထင်မှတ်ပဲအမျိုးသားကစိန်ခံအိမ်တစ်လုံးရှိမှရက်လိုက်ပါတယ်။သူကလုံခြုံရေးဝန်ထမ်းလေးတစ်ယောက်ပါအခုသူ့အလုပ်ရှင်ရဲ့ကားကိုတောင်မှနေရတာပါလို့ပြောပါတယ်။သူမကဂယုမဆိုင်ဖဲအတူတူစူးစမ်းကြတာပေါ့လို့ပြုံးပြီးပြောလိုက်ပါတယ်။အမျိုးသားကပိုပြီးချစ်ခင်ဆွဲလန်းသွားပြီးသူ့ရဲ့ဘဝမှန်ကိုဖုံးကွယ်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။တကယ်တော့သူကအချမ်းသာဆုံးလုပ်ငန်းစုရဲ့မွေးဆက်ခံသူဖြစ်ပေမဲ့သူကသူ့ဇနီးရဲ့ခံစားချက်အစစ်အမှန်ကိုစမ်းသပ်ချင်လို့ပါပဲ။အမျိုးသမီးကကားကိုတောင်လို့ထဲမှာစိတ်ကူးရင်လှည့်ပတ်နေခဲ့ပါတယ်။အမျိုးသားကသူ့လူမှန်ကိုလက်ထပ်မိပြီလို့ပထမဆုံးအကြိမ်ခံစားလိုက်ရပါတယ်။အဲ့ဒီအချိန်ရောက်ခမဖြစ်သူရောက်လာပြီးတားဖြစ်သူလိန်ထားတာပေါ်သွားမလို့ဖြစ်သွားခဲ့ပေမဲ့မကြခင်မှာပဲရောက်ခမနဲ့ချွေးမအတိုင်းဖောက်မိသွားကြပါတယ်။ညနေဘက်မှာညီမဖြစ်သူစီကဖိတ်စာတစ်စောင်လက်ခံရရှိခဲ့ပါတယ်။ဟိုတယ်တစ်ခုကတထေးမိသားစုရဲ့ညစာစားပွဲကိုတက်ရောက်ဖို့ပါအမျိုးသားကသူပါလိုက်သွားရမှာကိုစိုးရိမ်နေခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးကစိတ်မဆိုးပဲသူမဘာသာတယောက်တည်းသွားလိုက်ပါမယ်လို့ပြောခဲ့ပါတယ်။အမျိုးသားကသူမကိုမိသားစုအမွေလက်စွပ်တကွင်းပေးလိုက်ပါတယ်။နောက်တစ်နေ့မှာသူမညစာစားပွဲကိုတက်ရောက်ခဲ့ပါတယ်။ညီမဖြစ်သူနဲ့ဘီလီယံနာတို့ကသူမကိုလူပုံအလဲမှာလောင်ပြောင်ခဲ့ကြပါတယ်။အမျိုးသမီးကထွက်သွားဖို့လှည့်လိုက်ပေမဲ့ဖမ်းဆွဲခံလိုက်ရပြီးသူ့ခင်ပွန်းနာမည်ကိုအမေးခံလိုက်ရပါတယ်။သူမကတင်းငင်စွာနဲ့ပြောပြလိုက်တဲ့အခါခမ်းမတစ်ခုလုံးတုံ့လုပ်ပြီးတိတ်ဆိတ်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအမျိုးသားကကမ္ဘာအချမ်းသာဆုံးလူဖြစ်နေလို့ပါဘီလီယံနာကအဲ့ဒါလိမ့်တာပါလို့မဲ့ပြုံးပြီးပြန်ပြောပါတယ်။သူမကပြုံးပြီးသူကလုံခြုံရေးဝန်ထမ်းပါလို့ပြောလိုက်ပါတယ်။လူတိုင်းချက်ချင်းပဲအထင်သေးသွားကြပါတယ်။ညီမဖြစ်သူကအခွင့်အရေးယူပြီးသူမကိုမြေပြင်ပေါ်တွန်းချကစော်ကားပြောဆိုပါတယ်။အဲ့ဒီအချိန်မှာဟိုတယ်မန်နေဂျာရောက်လာခဲ့ပါတယ်။သူမလက်ပေါ်ကလက်စွပ်ကအချမ်းသာဆုံးလူရဲ့လက်စွပ်နဲ့ကိုက်ညီနေတာကိုတွေ့သွားပါတယ်။သူတုံ့လုပ်သွားပြီးတခင်မလေးဒီကိုဘယ်လိုရောက်နေတာလဲလို့ပြောလိုက်ပါတော့တယ်။